ပါတယ်ချင်းမျိုးသားနဲ့ကျွန်တော်တို့ချင်းလူမျိုးတွေကျင်းပတာဘယ်နှစ်ရှိပြီလဲ60နဲ့10နှစ်ရှိပြီ60နဲ့10နှစ်ဆိုတာလူတူရဲ့တက်တန်းနဲ့ကြည့်ရင်တော့တော်ကြပြီဒါပေမဲ့လူမျိုးတစ်မျိုးရဲ့တက်တန်းနဲ့ကြည့်ရင်တော့တိတ်တော့မကြသေးပါဘူးဆိုတော့ဒီလူတိတ်မကြသေးတဲ့ချင်းအမျိုးသားတွေရဲ့တမိုင်းချင်းအမျိုးသားနဲ့ဖြစ်ပေါ်လာဖို့ချင်းအမျိုးသားနဲ့ဖြစ်တန်းလာခဲ့တဲ့တမိုင်းတွေတိုက်ပွဲတွေကိုကြည့်ရင်တော့သူ့တက်တန်းနဲ့မမျှအောင်အင်မတန်မှကြီးမားခဲ့တယ်အင်မတန်မှလေးနက်ခဲ့တယ်အင်မတန်မှခက်ခဲခဲ့တယ်အင်မတန်မှဝမ်းနည်းဖွယ်လေးကောင်းခဲ့တယ်ဒီနေ့ဒီချိန်မှာခမည်းတော်အားလုံးလူငယ်တွေလူကြီးတွေဒီခမ်းမထဲမှာပြုံးပြုံးရွှင်ရွှင်ကျင်းပနိုင်ပေမဲ့ဒီပေါင်းများစွာသောကာလအတွင်းမှာသိမကြသေးသောကာလအတွင်းမှာခမည်းတော်လူကျွန်တော်တို့လူဒီလူအေးချမ်းတဲ့ခမ်းမထဲမှာချင်းမျိုးသားနဲ့မကျင်းပနိုင်လို့ချင်းမျိုးသားနဲ့ကျင်းပနိုင်ဖို့အတွက်ပြောဆွေးနိုင်ဖို့အတွက်တိုက်ပွဲဝင်ရင်းနဲ့ကြဆုံးသွားတဲ့ချင်းပုံတွေအများကြီးရှိတယ်ဆိုတာဒီနေ့သတိရကြပါကျွန်တော်တို့ချင်းလူမျိုးတွေချင်းလူမျိုးဖြစ်တဲ့လက်တည်နိုင်ဖို့အတွက်အသက်ပေါင်းများစွာစတေးခဲ့တဲ့ရဲဘော်တွေအများကြီးရှိခဲ့တယ်ဆိုတာဒီနေ့သတိရကြပါကျွန်တော်တို့နေတဲ့ဒီလူမျိုးတစ်မျိုးဖြစ်တဲ့တည်တည်စွာရည်တည်နိုင်ဖို့လူမျိုးတစ်မျိုးဖြစ်တဲ့အမျိုးသားနဲ့ကိုကျင့်ပနိုင်ဖို့အတွက်ကျွန်တော်တို့အဖိုးအဖွားတွေကျွန်တော်တို့အဖေတွေကျွန်တော်တို့ပူကြီးတွေကျွန်တော်တို့ရဲ့တငယ်ချင်းတွေကျွန်တော်တို့ညီငယ်တွေကျွန်တော်တို့ညီမငယ်တွေအသက်ပေးခဲ့တယ်ဆိုတာသတိရကြပါကျွန်တော်တို့ချင်းလူမျိုးဆိုတာဘုရားသခင်ကလူမျိုးတစ်မျိုးဖြစ်တဲ့ဖန်ဆင်းထားတဲ့လူမျိုးဖြစ်တယ်ကျွန်တော်တို့လူမျိုးတွေနေထိုင်ဖို့အတွက်ဘုရားသခင်ကနေမေလေးသတ်မှတ်ပေးတယ်နေမေလေးပေးခဲ့တယ်အဲ့ဒီလူမျိုးတစ်မျိုးဖြစ်တဲ့ယက်တည်တဲ့လူမျိုးပါကျွန်တော်တို့ချီထောက်ပေါ်မှာကျွန်တော်တို့ယက်တည်ပြီးတော့လူမျိုးတစ်မျိုးရဲ့အင်္ဂါတိတ်ခါနဲ့အညီကျွန်တော်တို့ရဲ့ပူပန်ပြတ်ထန်ခွင့်တွေကိုကျင့်သုံးပြီးတော့အသက်ရှင်ယက်တည်နိုင်ဖို့အတွက်မလွယ်တဲ့တိုက်ပွဲတွေရှည်ရတဲ့ခရီးတွေကိုကျွန်တော်တို့ပြသခဲ့ရပါတယ်ကျွန်တော်တို့ချင်းမျိုးသားနဲ့ဟာခုနကျွန်တော်တို့ချင်းပါရေးကော်မတီဥက္ကဋ္ဌကြီးပြောသွားတယ်လို့1940ဖလာမျိုးမှာကျင်းပခဲ့တဲ့ပထမဦးဆုံးသောချင်းအမျိုးသားညီလာခံကြီးကိုဆွေးပြုပြီးတော့မှချင်းရကောင်စီကနေပြီးတော့ပါလီမန်ခေတ်မှာချင်းအမျိုးသားနဲ့ရဲလို့တတ်မှတ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုကျွန်တော်တို့ချင်းမျိုးသားနဲ့ဖြစ်တဲ့တတ်မှတ်ပြီးတော့ချင်းမျိုးသားနဲ့ပေါ်ပေါ်လာဖို့အတွက်ပထမဦးဆုံးချင်းဆိုင်တိုက်ခိုက်တဲ့တိုက်ပွဲကဘယ်သူနဲ့ချင်းဆိုင်ရတဲ့တိုက်ပွဲလဲခက်စနစ်တစ်ခုနဲ့ချင်းဆိုင်တဲ့တိုက်ပွဲဖြစ်တယ်အဲ့ဒီခက်စနစ်နဲ့ချင်းဆိုင်တဲ့တိုက်ပွဲကပထမဦးဆုံးကျွန်တော်တို့ချင်းဆိုင်တဲ့တိုက်ပွဲကမေရှင်ပဒေတရိစလို့ခေါ်တဲ့ကိုရုံးကဗြဟ္မစနစ်နဲ့ချင်းဆိုင်တဲ့တိုက်ပွဲဖြစ်ပါတယ်အဲ့ဒီမေရှင်ပဒေတရိစနစ်ကိုကျွန်တော်တို့ကြောခိုင်းပြီးတော့ကြော်လွှားပြီးတော့ဒီမိုကရေစီစနစ်ကိုချင်းလူမျိုးတွေရွေးချယ်ထားတဲ့နိုင်ငံရေးစနစ်ဖြစ်တဲ့ကျွန်တော်တို့ကျင့်သုံးနိုင်ခဲ့တဲ့နေကိုချင်းမျိုးသားနဲ့ဖြစ်တဲ့ကျင့်သုံးတာဖြစ်ပါတယ်ဒါပေမဲ့ချင်းမျိုးသားနဲ့ဟာဒီမိုကရေစီနဲ့လွန်တွဲပြီးတော့မှပေါ်လာတဲ့နေထူးနဲ့မြတ်ဖြစ်တဲ့အတွက်ဒီမိုကရေစီကိုဆန့်ကျင်တဲ့အင်အားစုအလုံးကချင်းအမျိုးသားနဲ့ကိုလည်းဆန့်ကျင်ခဲ့ပါတယ်ပထမဦးဆုံးမေရှင်ပဒေတရီအကျွမ်းကျန်တွေကချင်းမျိုးသားနဲ့ကိုချင်းမျိုးသားနဲ့ဖြစ်နေမကျင်းပဘဲနဲ့နာမည်မျိုးမျိုးနဲ့ကျင်းပဖို့ကြိုးစားခဲ့တယ်အဲဒီထဲမှာဝိသေသတိုင်းနဲ့တို့ပန်းပါပွေတို့အမျိုးမျိုးသောနာမည်နဲ့တို့ရနိစ္စရနဲ့ကျင်းပါတယ်ဒါပေမဲ့အောင်မြင်သလားမအောင်မြင်ဘူးချင်းလူမျိုးကလူမျိုးတစ်မျိုးဖြစ်တယ်အမျိုးသားဖြစ်တဲ့ပုံတစ်တယ်ဆိုရရက်တည်နိုင်ရမယ်ဆိုတဲ့အနေအထားအောက်မှာချင်းအမျိုးသားတွေကမေရှင်ပဒေတရိစနစ်လို့ခေါ်တဲ့ရမ်ပုစနစ်ကိုအနိုင်ယူတိုက်ခိုက်ခဲ့တယ်အဲဒီနောက်ပိုင်းမှာနောက်ထပ်ရန်သူတစ်ခုပေါ်လာတယ်အဲဒီရန်သူကပါလဲဆိုတော့ဒီမိုကရေစီစနစ်ကိုဆန့်ကျင်တဲ့အာဏာရှင်စနစ်ဖြစ်တယ်စစ်အာဏာရှင်စနစ်လည်းပေါ်ခဲ့တယ်တပါတီအာဏာရှင်စနစ်လည်းပေါ်ခဲ့တယ်နောက်ပြီးတော့စစ်အာဏာရှင်စနစ်နောက်ထပ်ပေါ်လာအဲဒီစစ်အာဏာရှင်စနစ်တွေကချင်းအမျိုးသားနဲ့ကိုချင်းအမျိုးသားနဲ့ဖြစ်နေမကျင်းပဘဲနဲ့ချင်းပြည်နယ်နဲ့ဖြစ်နေကျင်းပဖို့ကျွန်တော်တို့ရဲ့တိုက်ခါချီးမားတဲ့ဘုံတစ်တဲ့အမျိုးသားနဲ့ကိုတိုက်ခါဆော့သွားအောင်လူမျိုးတစ်မျိုးဖြစ်နေရက်တီလို့မရအောင်နီးမျိုးစုံနဲ့ကျွန်တော်တို့တိုက်ခိုက်တာဖြစ်တယ်
ဒါပေမဲ့သူတို့အောင်မြင်သလားမူနေဝိခေတ်ကဒေါ်လာရေးကောင်စီနဲ့ကခေတ်တုန်းကစပြီးတော့ချင်းမျိုးသားတွေကိုဝိသေသတိုင်းဖြစ်တဲ့ပြောင်းပါလားနောက်တော့ချင်းပြည်နယ်ရလာတော့ချင်းပြည်နယ်နဲ့ဖြစ်တဲ့ပြောင်းပါလားချင်းပြည်နယ်နဲ့မချင်းဖောက်ဘူးဆိုရင်ချင်းဖောက်မပေးဘူးဆိုတော့ကျွန်တော်တို့အမျိုးမျိုးဖြစ်နေမှုတွေကန့်သတ်မှုတွေချောက်ချယ်မှုတွေလုပ်ခဲ့တယ်အဲ့ဒါကိုကျွန်တော်တို့ချင်းမျိုးသားတွေကကျွန်တော်တို့ချင်းမျိုးသားတွေကဘယ်တုန်းကမှဖောက်မှုမခံဘူးဘယ်တုန်းကမှဆုံးမပေးဘူးဘယ်တုန်းကမှဆုံးမပေးဘူးပထမဦးဆုံးဒီတိုက်ပွဲမှာစစ်တပ်မှာထွက်ပြီးတော့1960ကာလ90ကာလ80ကာလမှာဘူနေဝင်းရဲ့စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးတော့မှချင်းမျိုးသားနဲ့တင့်တယ်စွာကျင့်ပနိုင်ဖို့အတွက်တိုက်ပွဲဝင်တဲ့လူတွေကဒီနေ့ဒီပွဲကိုကျင့်ပတဲ့နေရာမှာဥဆောင်မှုခန့်ကဏ္ဍမှာပါတဲ့ခါဆရတွေဖြစ်တယ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဖြစ်တယ်ချင်းတိုင်းရသားစာပေနဲ့ချင်းချင်းမှုပေါ်မတရားပေါင်းဆောင်တွေဖြစ်တယ်အဲဒီမှာစလိုက်တင်မဥဒုလူပေါင်းဆောင်တွေပြီးတော့တခြားနာမည်မဖော်ပြနိုင်တဲ့ချင်းကျောင်းသားပေါင်းဆောင်အများကြီးပေါ်ခဲ့တယ်တတော့ကစစ်တပ်ကလည်းရေးကြီးကြီးအမျိုးသားနဲ့ဖြစ်တဲ့ကျင့်ပနိုင်ဖို့အတွက်ကျွန်တော်တို့ချင်းမျိုးသားနဲ့ပြည်နယ်နဲ့ပြောင်းလဲနေတာကိုလက်မခံဘူးအတွက်တိုက်ပွဲဝင်ခဲ့ကြနောက်ဆုံးတော့တနေ့မှာဘယ်သူအောင်ခဲ့ရလဲကျွန်တော်တို့ချင်းလူမျိုးပဲအောင်ခဲ့ရတယ်ကျွန်တော်တို့ချင်းမျိုးသားပဲအောင်ခဲ့ရတယ်ကျွန်တော်တို့ဒီမိုကရေစီစနစ်ပဲအောင်ခဲ့ရတယ်ကျွန်တော်တို့ရဲ့ပိုင်ဖက်ဖက်ပဲအောင်ခဲ့ရတယ်အဲ့ဒီတွေ့ကြောင့်ဒီနေ့ခင်ဗျားတို့ကျွန်တော်တို့ဒီနေ့ကုန်တစ်တယ်စွာနဲ့ချင်းမျိုးသားနဲ့ဒီမှာကျင့်ပနိုင်တာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ချင်းမျိုးသားတူကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ကိုယ်ပိုင်ပြတ်ထိုင်ခွင့်ရရှိရတဲ့တိုက်ပွဲဝင်နေတဲ့အသက်ပေးပြီးတော့လက်နဲ့ကန်တော်လိုင်းဆင်နွှဲနေတဲ့ချင်းမျိုးသားတူကနေပြီးတော့နိုင်ငံတော်ဆိုရတဲ့ငင်းချင်ရေးဆွေးနွေးပွဲလုပ်တာကျွန်တော်တို့ရဲ့ပထမဦးဆုံးတောင်းဆိုချက်တွေမှာချင်းမျိုးသားနဲ့ချင်းမျိုးသားနဲ့ပြည်နယ်ပြန်လည်ကျင်းပနိုင်ဖို့ဆိုတာကျွန်တော်တောင်းခဲ့တယ်ဘာဖြစ်လို့လဲချင်းလူမျိုးစီအမျိုးသားနဲ့ရှိရမယ်လူမျိုးစီအမျိုးသားလက္ခဏာရှိရမယ်လူမျိုးစီဥပိုင်ပြထိုင်ခွင့်ရှိရမယ်ဒါတွေခွဲခွာလို့မရတဲ့တိုက်ပွဲတွေဖြစ်တယ်အဲ့လိုခွဲခွာခံနေတဲ့ဟာကိုကျွန်တော်တို့လက်မခံတဲ့အတွက်ကြောင့်ကျွန်တော်တို့ချင်းမျိုးသားတပ်ဦးကနေပြီးတော့ကျွန်တော်တို့ရဲ့ဥပိုင်ပြထိုင်ခွင့်တိုက်ပွဲနဲ့ချင်းမျိုးသားနဲ့ပြန်လည်တောင်းဆိုပြီးတော့သမ္မတတိုင်းစီလက်ထက်ကြမှာတက်ကလေး2012ဒီဇင်ဘာလမှာသဘောတူညီခဲ့တာ2013ကျမှကျွန်တော်တို့ချင်းမျိုးသားနဲ့ဖြစ်တဲ့ပြန်လေကျင်းပနိုင်တာဖြစ်တယ်။ဒါစီပြားတဲ့သမိုင်းကြောင်းထဲမှာကျွန်တော်တို့ရဲ့တိုက်ပွဲကျွန်တော်တို့ဆင်နွှဲနေတဲ့အမျိုးသားရေးတိုက်ပွဲကိုယ်ပိုင်ပြတ်တိုက်ပွဲရဲ့အစိတ်အပိုင်းတွေပဲဖြစ်တယ်ဆိုတော့ကျွန်တော်သင်ပြချင်ပါတယ်။ဆိုတော့ကျွန်တော်တို့လူမျိုးတစ်မျိုးဖြစ်နေရပ်တည်နေတာကိုလက်ခံတဲ့လူတွေရှိသလိုလက်မခံမဲ့တဲ့ကျွန်တော်တို့ချင်းလူမျိုးကိုဒီကဘာမြေပုံကနေပြုတ်သွားပြီးတော့ချင်းပြည်လေကဘာမြေပုံထဲကပြုတ်ပြီးတော့ဒီကဘာလောကထဲမှာချင်းလူမျိုးဆိုတာမရှိရလေအောင်နီးမျိုးစုံနဲ့ဖန်တီးပြီးတော့ကျွန်တော်တို့ကိုအတွင်းရနဲ့တော်လကောင်းအပြင်ရနဲ့တော်လကောင်းကျွန်တော်တို့အမျိုးသားကြီးတွေရန်သူတွေအမျိုးမျိုးရှိတယ်ဆိုတာဒီနေ့ကျွန်တော်တို့လူငယ်တွေမမေ့ကျွန်တော်ဒီကနေပြောကြချင်ပါတယ်ချင်းလူမျိုးအားလုံးမမေ့ပြောကြချင်ပါတယ်ဒီနေ့ကျွန်တော်တို့ထပ်ပြီးတော့ရှင်းသွင်းနေတဲ့ကျွန်တော်တို့ရဲ့ရန်သူကျွန်တော်တို့ရဲ့တိုက်ပွဲဟာအပင်ကနေလာတဲ့ရန်သူမဟုတ်တော့အတွင်းကနေလာတဲ့ရန်သူဖြစ်တယ်ကျွန်တော်တို့လူမျိုးထဲကပေါ်လာမဲ့ရန်သူဖြစ်တယ်အဲ့ဒီရန်သူကဘာလဲဆိုတော့ကျွန်တော်တို့လူမျိုးတစ်မျိုးအဖြစ်နဲ့အမျိုးသားအဖြစ်နဲ့ရပ်တည်တဲ့အနေအထားကနေပြီးတော့မျိုးနွယ်စုစစ် national ချင်း national ဖြစ်ရနေပြီးတော့ချင်း tribal အဆင့်ကိုပြန်ရောက်သွားအောင်လုပ်နေတဲ့ရန်သူဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကျင်းပတဲ့ပွဲဟာဒီနေ့ကျွန်တော်တို့ကျင်းပတဲ့နေ့ဟာချင်းမျိုးသားနဲ့ဖြစ်တယ် tribal day မဟုတ် national day ဖြစ်တယ်မျိုးနွယ်စုနဲ့မဟုတ်အမျိုးသားနဲ့ဖြစ်တယ်ဒီနေ့ဟာလိုင်းမီနဲ့မဟုတ်ဒီနေ့ဟာအရှုံးနဲ့မဟုတ်ဒီနေ့ဟာဇုံမီနဲ့မဟုတ်ဒီနေ့ဟာမီဇုံနဲ့မဟုတ်ဒီနေ့ဟာဘုံနဲ့မဟုတ်ဒီ tribal တွေအားလုံးပေါင်းပြီးတော့မှပေါ်လာတဲ့အမျိုးသားနဲ့ဖြစ်တယ်ချင်း national day ဖြစ်တယ်ဇုံမီ tribal day မဟုတ်လိုင်းမီ tribal day လည်းမဟုတ်ကူကီ tribal day လည်းမဟုတ်အရှုံး tribal day လည်းမဟုတ်ကျွန်တော်တို့အားလုံးဒီ tribal ရှိကတဲ့ကြော်သွားပြီးတော့မှအမျိုးသားချင်း national ချင်းလူမျိုးဖြစ်တဲ့ဂုံတစ်တေစွာနဲ့တည်းဆက်လက်
ချိန်မှာကျွန်တော်တို့ချင်းဆိုင်နေတဲ့ရန်သူကနေတဲ့ရန်သူပေါ့အထဲကနေကျွန်တော်တို့မတိုက်စားနေတယ်အခုပြီးခဲ့တဲ့တကောင်စင်းမှာကြည့်ဘာလို့တလဲကျွန်တော်တို့အမျိုးသားနာမည်တစ်ခုထဲကိုမပေါ်ပြဘဲနဲ့ကျွန်တော်တို့ရဲ့မျိုးနွယ်စုနာမည်ရွှေမျိုးစုနာမည်ဒေသန္တရနာမည်ဘာသာစကားစုနာမည်တို့အများကြီးပေါ်ပြပြီးတော့အဲ့ဒါလူနဲ့တကောင်စင်းလို့တခါကြတော့ချင်းအဖြစ်နဲ့ခမည်းတော်ထဲရမယ်တယောက်ကငါချင်းပါလို့ပြောခဲ့တယ်အဲ့ဒီတိုင်းကျွန်တော်တို့ဆက်သွားမယ်ဆိုရင်နောက်နှစ်ပေါင်း50နှစ်ပေါင်း100မှာကျွန်တော်တို့ဒီတိုင်းပြည်မှာပေါ်လို့ကောင်းကဘာမေပြင်ပေါ်မှာပေါ်လို့ကောင်းချင်းဆိုတာမရှိဘဲနဲ့ခမည်းတော်ရဲ့မျိုးနွယ်စုနာမည်တွေရှိပြီးတော့အော်ဒီလူမျိုးတွေတိတ်နေပါတယ်ပြီးနေတော့ပြေဖို့အရှင်းမရှိဘူးပြီးနေမရတင်ဘူးအဲ့ဒါကြောင့်ဒီမှာချင်းပြည်နေဆိုတာလည်းမလူဘူးလာမယ်ကျွန်တော်တို့လူမျိုးကိုပပျောက်ဖို့အတွက်အတွင်းရန်သူကနေခမည်းတော်ကိုပြုတ်စားပြီးတော့ခမည်းတော်အမျိုးသားနာမည်ကိုမသုံးဘဲနဲ့လိုင်းပြီးတော့ဇုံပြီးတော့အရှူတော့ဘုကီတော့နဲ့အဲ့ဒါလိုခမည်းတော်နှစ်ပတ်လုံးနေတဲ့ချိန်မှာကျွန်တော်တို့လူမျိုးပပျောက်ရင်အတွင်းရန်သူကလုံနေတယ်ဆိုတာကျွန်တော်ဒီနေ့သတိပေးချင်ပါတယ်ဒီရန်သူကိုကျွန်တော်တို့ချင်းမျိုးသားနဲ့ကပဲတွန်းလှန်တိုက်ခိုက်အောင်ပွဲခံရလိမ့်မယ်ကျွန်တော်တို့ချင်းမျိုးသားနဲ့ဆိုတာလက်စစ်ကိုလည်းဒီကိုလည်းအောင်ပွဲခံပြီးပြီတပါးဒီအာနာစင်စနိကိုလည်းအောင်ပွဲခံပြီးပြီရှေ့အာနာစင်စနိကိုလည်းအောင်ပွဲခံပြီးပြီအခုလာအောင်မယ်ဒီ tribal တိုက်ပွဲမှာလေငါတို့မုတ်ချမတွေ့ချင်းမျိုးသားနဲ့ချင်းကအောင်ပွဲခံရအောင်မယ်ဆိုတာပြောကြရင်လည်းသိဖို့ထောက်ပါ